Mengala ba dini ma no Python ye aswan tab feature တစ်ခုဖြစ်တဲ့ set နဲ့ dictionary comprehension ကိုသုံးပြီးတော့ code တွေကိုပိုတူအောင်ပိုရှင်းအောင် professional တယောက်လို့ဘယ်လိုရေးမလဲဆိုတာကိုရှင်းပြသွားမှာပါ comprehension တွေဟာ Python နဲ့လို့ခေါ်တဲ့ဒီ data လာပါတဲ့ကိုအရေးနည်းရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်ပါတယ် comprehension ရဲ့အစွမ်းကိုသဘောပေါက်ဖို့အရင်ဆုံး for loop နီးလာရဲ့အားနည်းချက်ကိုယဉ်ကြည့်အောင်ဥပမာငါတို့မှာ list တစ်ခုရှိရဆိုပါစို့ what ဆိုတဲ့နာမည်ရဲ့အောက်မှာသူ့မှာပါရှိမလဲဆိုတော့ apple ရှိမယ်ကွာ banana ရှိမယ်ပြီးလို့ရှိရင် apple ရှိမယ်ပြီးတော့ cherry ရှိမယ်ပြီးလို့ရှိရင် banana နောက်တစ်ခါရှိမယ်ပေါ့ဒီ list ကထပ်မဲ့ list ပေါ့နော်ဒီ list ထဲမှာထပ်နေတဲ့စကားလုံးတွေကိုဖယ်ပြီးတော့ unique ဖြစ်တဲ့စကားလုံးတွေကို set တစ်ခုအနေနဲ့လိုချင်ရင် for loop ဆိုရင်ဒီလိုရေးရပါတယ် unique ပြီးလို့ရှိရင်ငါတို့က set ဆိုပြီးတော့ empty set တစ်ခုထားလိုက်မယ်အဲ့ဒါကို for loop နဲ့ပတ်မယ်ကွာပတ်ပြီးမှတစ်ခုချင်းစီကိုအဲ့ဒီ unique ထဲကိုထည့်မယ်ပေါ့ unique at what ဆိုပြီးတော့ print ကြည့်မယ်ကွာ print နဲ့ unique ဆိုပြီးတော့ရေးလိုက်မယ်ပြီးတော့ run ကြည့်လိုက်မယ်တွေ့လားခါလဲ banana နှစ်ခုပါတယ်ဟောဒါပေမဲ့ငါတို့ set ဖြစ်တော့သူကထပ်တဲ့ data တွေအကုန်လုံးကိုဖယ်လိုက်တယ်ပြီးမထပ်တဲ့ data ကိုပဲယူတယ်ဒါက set ရဲ့သဘောတရားပေါ့နော်ပြန်ပြီးတော့ဒီ code ကိုကြည့်လိုက်မယ်ဆိုရင်ရိုးရှင်းတဲ့ပေါ့နော်ဒီအလုပ်လေးတစ်ခုကို code 4-5ကြောင်းလို့ရေးရတယ်ပေါ့မကြည့်ကွာတစ်ကြောင်းနှစ်ကြောင်းသုံးကြောင်းအနည်းဆုံး3ကြောင်းလို့ရေးနေရတယ်ကွာပြီးတော့ဒီမှာ unique ဆိုပြီးတော့ဒီ empty set တစ်ခုဖန်တီးရတယ်ကွာပြီးတော့ for loop ပြန်ပါတယ်နောက်တစ်ခုချင်းစီပြန် loop ပတ်ပြီးတော့ add ဆိုတဲ့ function နဲ့ဒီထဲကိုတော့ထည့်ရတယ်ကွာပြီးတော့ဒီ code ကိုကြည့်လို့ရှိရင်ဘာကိုပြောချင်လဲဆိုတာရည်ရွယ်ချက်ကတိတ်မရှင်းဘူးပေါ့နော်ဆိုတော့ဒီလို for loop သုံးမဲ့အစားဟိုတက်ရက်ပြီးတော့ Pythonic ဖြစ်တဲ့ set comprehension ကိုသုံးပြီးဖြည့်ရှင်းကြည့်အောင်သူရဲ့ရေးပုံရေးနေရဒီလိုပေါ့နော်ဒီမှာအကြမ်းဖြစ်နေရေးပြမယ်ကွာ set comprehension ရဲ့အကျွမ်းဖြင်းဆိုရင်ဒီလိုပေါ့သူမှာဘာရှိမလဲဆိုတော့ expression for item ဒီလိုရှိမယ်ကွာဒါသူရဲ့ရေးပုံရေးနည်းပဲဒီ set comprehension မှာတနည်းအားဖြင့်ဆိုရင် syntax ပေါ့နော်ဒီမှာ expression ရှိမယ်ပြီးလို့ရှိရင် item ပြီးတော့ iterable ရှိမယ်ဒါကိုဘယ်လိုရေးမလဲဆိုတာကိုတစ်ချက်ကြည့်အောင်အရင်ဆုံးဒီကောင်ကို comment လုပ်လိုက်မယ်ဒီ set ဆိုတဲ့နေရာမှာငါတို့ကတွန့်ခွင်းနဲ့ဘာလို့ရမလဲဆိုတော့ expression လုပ်မယ်ငါတို့လိုချင်တာ what ပြီးလို့ရှိရင် for what in what order နော်ဒါပဲတကြောင်းလေးနဲ့ပြီးသွားပြီမကြည့်ဒီကောင်ကိုငါတို့ကဒီမှာသူရဲ့ expression တိုင်းပဲဒါ expression ပေါ့နော်ပြီးတော့ for item ဆိုတော့ဒီ item ကိုပဲဒီမှာလိုချင်တယ်ပြီးတော့ play ထဲကနေလည်း what ထဲကနေလိုချင်တယ်အဲ့ဒါပဲပြီးသွားပြီဟုတ်လေး run ကြည့်အောင်တွေ့လားအတူတူပဲထွက်လာတာအကုန်အတူတူပဲဘာမှပြောင်းလဲတာမရှိဘူးအရင်ယူရှင်ပြီးတိုက်ရက်သွားတာကိုတွေ့ရမှာပါပြီးတော့ဒီတွန့်ခွင်းကိုတုံးလိုက်တာနဲ့ Python ကဒါဟာ set တစ်ခုတိဆောက်နေမှန်းတည်ပြီးတော့ထပ်နေတဲ့ apple တို့ banana တို့ကိုအလိုလျောက်ဖေရှားသွားပါမယ်အဓိကအရေးကြီးတဲ့အချက်က set ဆိုတာကထပ်တူညီတဲ့တန်ဖိုးတွေကိုလက်မခံပါဘူးဒါကြောင့် set comprehension ကထွက်လာတဲ့ရလဒ်မှာ value တွေအကုန်လုံးကတခုမှထပ်မနေပဲဒီမလား unique ဖြစ်နေပါလိမ့်မယ်နောက်ဥပမာတစ်ခုကြတော့ sentence ကိုကျွန်တော် hello ကိုဆိုပြီးပေးလိုက်မယ်ဒီထဲမှာထပ်နေတဲ့ character တွေရှိရနော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့က unique character ဆိုပြီးတော့ပေးလိုက်မယ်အဲ့ဒီထဲမှာခဏတော့လို့ပဲတွန့်ခွင်းနေလာမယ်တစ်ခုချင်းစီပေါ့နော်အဲ့ဒီ string ပေါ့နော်ဒါက string နော်ဒီကောင်လည်း loop ပတ်လို့ရနော်ဆိုတော့ဒီကောင်ကို loop ပတ်မယ်ဆိုရင်ငါတို့က char for char in အဲ့ထဲမှာရှိမယ် sentence ထဲမှာပဲရှိမယ်ပြီးတော့ print လုပ်မယ်ကွာ unique character ဆိုပြီးတော့ print ထုတ်ကြည့်မယ်ပြီးတော့ဒီမှာ run လိုက်မယ်တွေ့လားဒီလိုမျိုးရလဒ်ပြန်ပေးတယ်အဲ့ထဲမှာကြည့်လိုက် hello ထဲမှာ e o က2ခုပါတယ်နော် l လည်း3ခုပါတယ်ဒါပေမဲ့ဒီထဲမှာ l က1ခုပဲပါတယ် o လည်း1ခုပဲပါတယ်ဆိုတော့ဒါကဒီ set ရဲ့သဘောတရားပေါ့နော်ခဏတော့ကျွန်တော်ရှင်းပြခဲ့တယ်ဆိုရင် set comprehension ကိုနားလည်မယ်လို့မျှော်လင့်တယ်ပေါ့ဘာမှသိပြီးထွေတူမရှိဘူးဒီပုံတင်နည်းအတိုင်းပဲသွားတယ် for တော့အမြဲရှိနေမယ်အမြဲပါရမယ် key ဟုတ်တယ်ဒီကောင်ပုံတင်နည်းဒီitem ကြတော့ expression မှာလိုက်ပြီးတော့ဒီ item မှာရှိမယ်ပြီးတော့ iterable ဆိုတာ loop ပတ်လို့ရတဲ့ data ပေါ့ငါတို့လုပ်ချင်တဲ့ loop ပတ်ချင်တဲ့ data ပေါ့ဟုတ်ပြီနော်ဆိုတော့နောက်တစ်ခုအားလုံးထဲမှာပို့ပြီးအသုံးဝင်ပြီးပို့ပြီးစိတ်ဝင်စားကောင်းတယ်ပေါ့နော်ဒီ dictionary comprehension ကိုတွားရအောင် dictionary comprehension ပေါ့ dictionary တွေမှာ key value pair ဆိုပြီးအတွဲလိုက် data ကိုတင်ထားတာတော့အားလုံးသိပြီးသားဖြစ်မှာပါ dictionary comprehension ကလည်းအဲ့ဒီkey value တွဲတာကိုတကြောင်းထဲနဲ့တိဆောက်နိုင်အောင်ကူညီပေးပါတယ်အပေါ်ကဟာနဲ့တိတ်မကွာဘူးသူကြတော့ဒီမှာတွန့်ကွင်းပါမယ်ပြီးလို့ရှိရင်ဒီမှာ key expression ရှိမယ်ပြီးတော့ value expression ရှိမယ် for item ဒါကြတော့အတူတူပဲကွာ for item iterable က key expression တို့ကနေ key ပါမယ် value ရှိမယ်ပေါ့နော် dictionary အတိုင်းပဲဒါမဲ့နောက်ကဟာတော့အတူတူပဲဒီမှာလည်းအတူတူပဲဟောတယ်နော်အရှင်းဟာပဲပြောင်းသွားတယ် okay ဒါကိုငါတို့ for loop နဲ့အရင်ကြည့်အောင်ဘာလို့ဆိုတော့9ရှင်မှပို့ပြီးနားလည်မှာလေနော်ဆို for loop မှာကျွန်တော်က square dictionary ရှိရထားပါအောင်ဒီထဲကို
ဘာဖြစ်ချင်တယ်လဲဆိုတော့တစ်ကနေ9ဆိုပြီးတော့ key တန်ဖိုးရှိမယ်သူရဲ့ value တွေကြတော့အဲ့ဒီ key ရဲ့နှစ်ထပ်ကင်းပေါ့နှစ်ထပ်ကင်းဆိုဥပမာ1ရဲ့နှစ်ထပ်ကင်းကတော့ဘာဖြစ်မလဲဆိုတော့1ပဲပေါ့နော်2ရဲ့နှစ်ထပ်ကင်းက4ဖြစ်မှာပေါ့ဒီလိုမျိုးဖြစ်ချင်လားဒီလိုမျိုးဖြစ်မယ်ဆိုရင်ငါတို့အရင်ဆုံး for loop ပဲသွားရမှာပဲဟုတ်တယ်နော် for loop ပဲသွားမယ်ဆိုတော့ for i ထားလိုက်မယ်ကွာ in range တော့မယ်ဒီမှာကတစ်ကနေ6 5လုံးလိုက်မယ်ကွာလောလောဆယ်တော့တစ်ကနေ6ဆိုတော့တစ်ကနေ9အထိကို loop ပတ်ပေးမယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒီ loop ပတ်တဲ့ချိန်မှာငါတို့က square dictionary ထဲမှာသူရဲ့တစ်ဖြစ်တဲ့ချိန်မှာသူရဲ့တန်ဖိုးကတော့နှစ်ထပ်ဆိုတော့နှစ်ခါမြောက်ပေးရမှာပေါ့ဒါပဲပြီးသွားရင်အဲ့ဒါကိုပြန် print ကြည့်အောင် print နဲ့ square dictionary ဆိုပြီးတော့ဒီမှာ run ကြည့်မယ်တွေ့လားဒီမှာကြည့်1ရဲ့တစ်ထပ်ကင်းက1ပဲ2ရဲ့တစ်ထပ်ကင်းက4ဒါကြည့်ဒီလိုငါတို့ကိုအဖြေထုတ်ပေးတယ်ဒါကိုလည်းခဏတော့ကျွန်တော်ပြောလို့ပဲတကြောင်းလေးရေးမယ်ဆိုရင်ဒီ dictionary comprehension သုံးမယ်ဆိုရင်တကြောင်းလေးဖြစ်သွားမှာပေါ့ဆိုတော့ဒီ for loop ပေးမလို့တော့ဒါဆိုရင် for loop ကိုခဏလေး off လိုက်မယ် comment လုပ်လိုက်မယ်ပြီးတော့ဒီထဲမှာ key expression ရေးမယ်နော် key ဆိုတော့ငါတို့ key ကဘာဖြစ်မလဲ i ဖြစ်မှာပေါ့နော်ပြီးတော့ value ကဘာဖြစ်မလဲဆိုတော့သူရဲ့နှစ်ထပ်ကင်းဆိုတော့ expression တွေနဲ့ i နဲ့ i ကိုမြောက်ပေးရမှာပေါ့ဟုတ်ပြီပြီးတော့ဘာဖြစ်မလဲ i ပဲဖြစ်မှာပေါ့ပေထဲရလဲ range တစ်ကနေ6ထိပြီးတော့ပြီဒါပဲဒီကြောင်းလေးနဲ့တတ် dictionary တစ်ခုဖန်တီးစရာမလိုဘူးပေါ့နော်ဒီကြောင်းလေးနဲ့ပြီးသွားပြီဒီမှာဆိုရင်နှစ်ကြောင်းရေးရတယ်ကွာဟုတ်တယ်နော်ဆိုတော့တစ်ခါပြန်ပြီး run ကြည့်ရအောင်ဘာမှခဏတော့အဖြေနဲ့အတူတူပဲဘာမှကွဲပြားသွားတာမရှိဘူးကိုကပို့တူသွားယုံဒီမက i ကို key ဖြစ်ထားပြီးတော့ value ကိုကြတော့နှစ်ထပ်ကင်းဖြစ်တာဆိုပြီးတော့ဒီ code ကိုဖတ်လိုက်တာ ਨੇ ပို့ပြီးတော့လဲဖတ်ရလွယ်တယ်နားလေလွယ်တဲ့ပုံစံဖြစ်သွားတာပေါ့နော်ဆိုတော့လက်တွေ့ကြတဲ့ဥပမာတစ်ခုလေးလုပ်ပြီးတော့ဒီ dictionary comprehension ကိုပို့ပြီးနားလည်အောင်ကြည့်ကြည့်အောင်ဥပမာကျွန်တော်တို့မြို့ရှိမယ်ကွာ city မှာရန်ကုန်ရှိမယ်ကွာမန္တလေးရှိမယ်ပြီးတော့နေပြည်တော်ရှိမယ်ပေါ့ဒီနှစ်ခုရှိရယ်ဒီနှစ်ခုထဲမှာသူရဲ့ postal code ဆိုတာလေးရှိမယ်ပေါ့နော်သူတို့ရဲ့စာတိုက်အမှတ်ပေါ့နော်ဆိုရင်ဒီကောင်ကိုတစ်ထားလိုက်မယ်ကွာပြီးတော့11ထားလိုက်မယ်ခြိုက်တာထားလို့ရတယ်နော်ဒါကတော့ example ဆိုတော့ဟုတ်ပြီဒီလိုရှိရထားလိုက်အောင်ဒီနှစ်ခုကိုပေါင်းပြီးတော့တွဲချင်တယ်ပေါ့ဒီနှစ်ခုကိုတွဲချင်တယ်ပြီးတော့ဒီနှစ်ခုကိုတွဲမယ်ပြီးတော့ဒီနှစ်ခုကိုတွဲပြီးတော့ key value လိုမျိုးဖြစ်ချင်တယ်ပေါ့ဒီလိုပေါ့ဒီလိုတွဲချင်တော့ဒီမှာရန်ကုန်ဆိုရင်ဒီထဲမှာသူရဲ့ postal code က1131အဲ့လိုတွဲချင်တယ်ကွာအဲ့လိုတွဲချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ငါတို့ zip နဲ့ပေါင်းပြီးတော့ zip နဲ့ dictionary comprehension ကိုတွဲသုံးရမယ် zip function ပေါ့ဒီညပြည့်ဆိုရင်ဒီ zip function ပေါ့နော်ဆိုတော့ဘယ်လိုတွဲသုံးမလဲဆိုတော့ကြည့်အောင်ဒီမှာ variable တစ်ခုပေးအောင် cd postal dictionary ဆိုပြီးတော့မင်းကတော့ key expression ပေါ့နော်မ cd ရှိမယ်ကွာ cd ထဲမှာကျွန်တော်တို့ချင်တာ code ခေါ်တယ်နော်သူတို့နှစ်ခုတွဲချင်တယ်ဆိုတော့ cd နဲ့ code ကိုတွဲချင်တယ်ဆိုတော့ဘယ်ထဲရလဲ cd နဲ့ code ကိုပြီးတော့ in zip ဖြစ်မယ်အဲ့ဒီ zip ထဲမှာငါတို့ခဏတော့ cd နဲ့ postal code ကိုထည့်လိုက်မယ်ပြီးသွားပြီဒါပဲတွေ့လားငါတို့ရဲ့ code ကတကြောင်းနဲ့ဖြစ်သွားပြီဒါကိုငါတို့ print မယ်ကွာ postal code ဆိုပြီးတော့ပေးလိုက်မယ်ပြီးတော့ run ကြည့်မယ်ကွာဒီမှာတွေ့လားငါတို့လိုချင်တဲ့ပုံစံရရှိသွားပြီဟုတ်တယ်နော်ဆိုတော့ဒါကတကြောင်ထဲနဲ့ငါတို့ဒီလိုမျိုးရေးနိုင်တယ်ကွာဘယ်လောက်မိုက်တယ်လဲဆိုတော့ဒါ comprehension ကတကယ်အစွမ်းထက်တဲ့ feature တခုဟုတ်တယ်နော်ဆိုတော့ဒီလောက်ပဲလားပေါ့မပြီးသေးပါဘူးဒါက comprehension ကိုတကြောင်ထဲမှာဒီတိုင်း loop ပတ်ပြီးတော့သုံးတဲ့ပုံစံကိုပြတာနောက်တစ်ခု condition statement နဲ့ရောတွားလို့မရဘူးလား if statement တို့ if else တို့ရောရတာပေါ့တကယ် comprehension တွေရဲ့တကယ်အစွမ်းကအဲ့ဒီ condition တွေနဲ့ထည့်သုံးမှာပို့လွန်တာပါတကယ် if statement တွေသုံးပြီးတော့ကိုလိုချင်တဲ့ data ကိုစစ်ထုတ်တာဒါမှမဟုတ်ရင်လည်း if else state ကိုသုံးပြီးတော့ data တွေကိုပြောင်းလဲတာလို့လုပ်လို့ရပါတယ်ဆိုတော့ငါတို့အရင်ဆုံး if condition နဲ့ filter လုပ်ကြည့်အောင်ဥပမာကျွန်တော်က even square set ဆိုပြီးပေးမယ်set ကို if condition သုံးပြီးတော့ရေးတဲ့ပုံစံပေါ့နော် dictionary မဟုတ်သေးဘူးเนาะဆိုတော့ဒီမှာကြည့်လိုက်ကျွန်တော်တကြောင်ထဲနော် even square set ဆိုတဲ့အဓိပ္ပာယ်ကွာငါတို့ကဒီ set data type ထဲမှာ even စုံကိန်းတွေပဲထည့်မယ်ကဏ္ဍကိုတစ်ကနေ10အတွင်းမှာရှိတဲ့စုံကိန်းတွေပဲအဲ့ဒီ even square ဆိုတဲ့ set ထဲမှာထည့်ချင်တယ် okay ဒါဆိုရင်ငါတို့ i ဖြစ်မယ်ကွာပြီးတော့ square ဆိုတော့ i for i in range ကို1ကနေ11ထားလိုက်ဒီမှာလာပြီ if ပဲသုံးမယ်ဆိုရင်ဒီနောက်ဆုံးမှရေးတယ်ပေါ့အဲ့လိုမှထားရင်ရတယ် if I percentage 2ကတော့နှစ်နဲ့ညီမျှလို့ရှိရင်အဲ့ဒီတန်ဖိုးကိုတင်လိုက်မယ်ဟုတ်ပြီနော်ဆိုတော့ဒါကနှစ်ထပ်ကိန်းလို့တာပေါ့ဒီမှာဒီကောင်ကိုဖယ်လို့ရတယ်ပေါ့နော်ဒီလိုဆိုရင်တော့မမြောက်တော့ပေါ့ကဏ္ဍနှစ်ခုပေါ့အဲ့ဒါကို print လုပ်လိုက်မယ်ကွာ even square set ပြီးတော့ဒီမှာအရှိမ even number လို့ရမယ်ကွာsorry ဒီမှာ square လို့ပေးထားရနော် square ကိုဖြတ်လိုက်အောင်even set ပဲပေးမယ် square ဆိုရင်တော့ကဏ္ဍတစ်ခုရဲ့နှစ်ထပ်ကင်းရဲ့စုံလားမလားဆိုတာခွဲတာဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်ငါတို့ရဲ့ဒီကုန်းနဲ့မှန်သွားပြီအတိတ်ပဲရှိတော့ရေပေါ့ even set နဲ့ကဟုတ်ပြီဒါဆိုရင်ပြန် run ကြည့်မယ်တွေ့လားငါတို့စုံကိန်းတွေကိုပဲယူပြီးတော့ဒီ even set ထဲမှာထည့်လိုက်တယ်မှိုက်တယ်နော်ဒါက if ကိုသုံးပြီးတော့ filter လုပ်တယ်လို့ခေါ်တယ်ကွာ if က filter လုပ်တဲ့နေရာမှာသုံးလို့ဒါကို marking ဆိုရင်ဘာလုပ်မလဲ not equal to ဟုတ်တယ်နော်ပြီးတော့
ပြန်ပြီးပြမယ်ဒါဆိုရင်ဒါမှအကိန်းတွေဖြစ်သွားပြီဒီမှာ event နဲ့မှာလို့ပြောမယ်လေမှအကိန်းပေါ့နော်ဒီမှာမပြောင်းထားလို့ဆိုတော့ဒါသဘောတရားပြတာပေါ့နော်အဲ့လိုလုပ်လို့ရတယ်ဆိုတာပေါ့ dictionary မှာလည်းဒီတိုင်းပဲပို့ပြီးမြင်တာအောင် dictionary မှာဆိုရင်ငါတို့ကျောင်းသားတွေရဲ့အမှတ်စာရင်းပုံစံလေးဥပမာလေးလုပ်ကြည့်အောင် variable name ကို student score ဆိုပြီးပေးလိုက်မယ်အဲ့ဒီ student score ထဲမှာထွန်းရဲ့အမှတ်ကတော့85ရတယ်ထားလိုက်ပါဦးပြီးတော့မမရဲ့အမှတ်ကတော့82ပေါ့နော်ပြီးတော့ကျော်ရဲ့အမှတ်ကတော့90ထားပေးလိုက်မယ်ပေါ့3ယောက်ရှိရပေါ့ဒီကျောင်းသား3ယောက်ရဲ့အမှတ်တွေမှာသူတို့ကို80ကျော်တဲ့လူကိုပဲအောင်တဲ့စီးင်းမှာထည့်ချင်တယ်အဲ့လိုမျိုးဆိုရင်ငါတို့ကဒီမှာ pass student လို့ပေးလိုက်မယ်ပေါ့အောင်တဲ့ student အဲ့ဒီထဲမှာတစ်ခါလဲစစ်ထုတ်လိုက်မယ်နော်အောင်တဲ့ student ကိုပဲဒီမှာနောက်တစ်ခုထည့်လို့ရတယ်ပေါ့အောင်ကတော့61ပေးလိုက်ရအောင်ဒါဆိုရင်ငါတို့ dictionary မှာဆိုရင် key value ရှိမယ်ကွာအဲ့တော့လာချင်းဘာဖြစ်မလဲဆိုတော့ကျောင်းသားရဲ့ name ရှိမယ်ကွာအဲ့ဒီ name ထဲမှာဘာလာမလဲဆိုတော့ score လာမယ်ပြီးတော့ for name score ရှိမယ်ပေါ့ပြီးလို့ရှိရင် student score .item ဆိုပြီးရေးရမယ်ဒါကြတော့ dictionary ကို loop ပတ်တဲ့ပုံတရားပဲเนาะဆိုတော့ဒီလိုရေးလိုက်ရင်ဒီထဲမှာအောင်တဲ့ student ရဲ့ list ဘောနော်သူရဲ့ data တွေပဲအကုန်လုံးရောက်ရှိသွားမယ်ပေါ့ဟုတ်ပြီ print ကြည့်မယ်ကွာ print နဲ့ pass student လုပ်လိုက်မယ်တွေ့လား85 92 sorry အောင်တဲ့ student ပါဆို if ကမရေးဘဲနဲ့ဟုတ်ပြီအဲ့ဒါကိုကျွန်တော်က if score က greater than 80ရေးလိုက်မယ်ဟုတ်ပြီเนาะဆိုတော့ပြန် print ကြည့်မယ်ဟုတ်ပြီဒီမှာကြည့်1 2 3 3ယောက်ပဲရှိရเนาะဒီမှာမကကြလို့မပါတော့ဘူးဟုတ်တယ်เนาะဆိုတော့ဒါ dictionary comprehension မှာ if ကိုသုံးတဲ့ method ပဲနောက်တစ်ခု if သုံးလို့ရတယ်မျိုး if else ဆိုရင်ရော if else ဆိုရင်သူက condition ကိုသူကစစ်ထုတ်တာမဟုတ်လို့သူကြောင့်ဘာလုပ်ပေးလဲဆိုတော့အများကြီး transform လုပ်ပေးနေတယ်ကွာသူကနည်းနည်းကွဲပြားတယ်ပေါ့ filter လုပ်တာမဟုတ်ဘဲနဲ့ condition ပေါ်မူတည်ပြီးတော့ value ကိုပြောင်းလဲလိုက်တာပေါ့သူ့ကိုကြတော့ဒီ comprehension ရဲ့အရှေ့နေရာမှာရေးရတယ်ပေါ့ပုံမှန်အဖြစ်ဆိုရင် if ကိုဒီနောက်မှာရေးရနော်ဒီအဲ့လို comprehensionအခုကျတော့ဒီအရှိမရေးရတယ်ဘယ်လိုရေးမလဲဆိုကြည့်အောင်ဒီ data ကိုပဲပြန်ယူမယ်ကွာဟုတ်ပြီနော်ဒီကောင်ကိုပဲဘာလို့မလဲဆိုတော့ result နဲ့အောင်တဲ့အကြောင်းသားကို pass ဆိုပြီးတော့ဒီတိုင်းဟိုမျိုး list တစ်ခုလုပ်ပြီးတော့မအောင်တဲ့အကြောင်းသားကိုကျတော့ fail ဆိုပြီးတော့ငါတို့ list နဲ့တက်ခွဲထုတ်ချင်တယ်ကွာ okay ဆိုတော့ဒီလိုလုပ်လို့ရတယ် if else သုံးပြီးတော့ဒီမှာတွင်ခွင်းလာမယ်ပြီးတော့နာမည်ကိုကျွန်တော်က pass လုပ်ချင်တယ်တော့အောင်တဲ့အကြောင်းသားဆိုရင်ဒီမှာတွင်ခွင်းလာမယ် pass if score အဖြစ်မလဲဆိုရင်80ဖြစ်လို့ရှိရင်ပေါ့ဒါမှမဟုတ်ရင်လည်း fail ပေါ့ဒီမှာကျွန်တော်ကဒီလိုဖြည့်ရမယ် fail ကိုလည်းထောက်ပြီးတော့ဘယ်ထည့်ရလဲ for name, score in ဘာလဲ student score ပဲပေါ့ item လုပ်လိုက်မယ်ပြီးတော့ပြီဒါဆိုရင်ငါတို့ရဲ့အောင်တဲ့ရှုံးတာကိုဒီ if else နဲ့ဒီလိုမျိုးပြောင်းလဲလိုက်ပြီဒီ list ကိုပဲပေါ့ print ကြည့်ရဟုတ်မဟုတ်လေ print နဲ့ result လုပ်ပြီးတော့ run ကြည့်မယ်တွေ့လားဒီမှာပြောင်းသွားပြီမ pass ဖြစ်သွားပြီဟုတ်တယ်နော်ခဏတော့မပြောင်းဘူးစစ်ထုတ်တာဒါကလုံးလုံးကြီးဒီ list ကိုပြောင်းလိုက်တာအဲကြောင့် if f ကတော့ဒီ transform ပေါ့နော်ပြောင်းလဲတဲ့နေရာမှာအသုံးများပါတယ်လို့ okay ဆိုတော့ဒီထိပေါ့နော်ဒီလောက်ထိငါတို့နားလေးပြီးဆိုရင် comprehension တွေကဘယ်လောက်အစွမ်းထက်တယ်လဲဆိုတာကိုတဘောပေါက်ပြီးလို့ထင်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲအကုန်လုံးနားလည်မယ်လို့မျှော်လင့်ပါတယ်နော်